ဒီနေ့မှာတော့အားလုံးသိပြီးသားဖြစ်တဲ့ creatine supplement သုံးစွဲခြင်းရဲ့ကောင်းကျိုးတွေကိုကျွန်တော်ပြပြပေးမယ်။ creatine ဆိုတာကျွန်တော်တို့ကဘာပေါ်မှာရှိတဲ့ကာယဗလာအားကစားသမားတွေတခြားအားကစားသမားတွေအများဆုံးအသုံးပြုတဲ့ supplement တစ်မျိုးဖြစ်တယ်ပေါ့နော်။ creatine အသုံးပြုတဲ့ကောင်းကျိုးတွေကတော့ကျွန်တော်တို့ကြွက်သားတုတွေတက်လာမယ်။ကြွက်သားတွေ recover မြန်ဖြစ်မယ်။ကြွက်သားတွေမဆုံးရှုံးအောင်ကာကွယ်ပေးမယ်။ခွန်အားတိုးမယ်။တက်လုံကောင်းမယ်ပေါ့နော်။ဒါအပြင်မှာလူတွေသိမသိသေးတဲ့ creatine သုံးစွဲခြင်းရဲ့နောက်ထပ်ကောင်းကျိုးတွေရှိသေးတယ်။အဲ့ဒါကတော့ဒီအုံနောက်ဆွမ်းဆောင်ရည်ကိုမြင့်မားစေတယ်။အယိုးကျန်းမာရေးအတွက်ကောင်းတယ်။စိတ်ကျန်းမာရေးအတွက်လည်းထောက်ကူပြုတယ်ပေါ့နော်။ creatine ကိုအဓိကအဖြစ် amino acid ပေါ့ဒီခန္ဓာကိုယ်ကသဘာဝတိုင်းရတဲ့ amino acid 3မျိုးနဲ့ဖွဲ့စည်းထားတယ်။အဲ့ဒီ amino acid တွေကဒီ glycine, methionine, arginine ဒီလို amino acid 3မျိုးပေါ့နော်။ဒီလို amino acid 3မျိုးတွေကလည်းသဘာဝရတဲ့အနီရောင်တန်းတဲ့အသားတွေနဲ့အထူးသဖြင့်အမဲသားတွေမှာတွေ့နိုင်တယ်ပေါ့နော်။ဒီအသားမစားတဲ့သူတွေ vegetarian တွေပေါ့နော်။ပြီးတော့ဂျင်ကစားတဲ့သူတွေအတွက်ဒီ creatine ကအထူးအသုံးပါ creatine ကိုသုံးစွဲတော့မယ်ဆိုရင်တော့လေ့ကျင့်ခန်းမလုပ်ခင်နဲ့လေ့ကျင့်ခန်းလုပ်ပြီးတဲ့အချိန်မှာတောက်သုံးပေးလို့ရတယ်။တောက်သုံးတဲ့ပုံစံဆိုရင်လည်းဒီ whey protein, mass gainer ဖြော်ရည်တစ်ခုခုနဲ့မိမိအဆင်ပြေလို့တောက်လို့ရပါတော့။နောက်တစ်ချက်အနေနဲ့ creatine ကလုံးဝတားမြစ်စေဝါမဟုတ်ပါဘူး။ဒီ International Sport Federation FDA ကနေတရားဝင်ခွင့်ပြုထားတဲ့လုံးဝ safe ဖြစ်တဲ့ supplement ဖြစ်တယ်ပေါ့နော်။ creatine မှာ side effect အနေနဲ့ဆိုရင်တော့လူတော်တော်များများမှာတော့ဖြစ်တာမရှိဘူး။ဒါပေမဲ့တချို့လူတွေမှာဆိုရင်တော့ bite out တာနဲ့ဒီခန္ဓာကိုယ်ကိုပူချိန်တက်လာတဲ့ပုံလိုမျိုးဖြစ်တယ်ပေါ့နော်။နောက်တစ်ချက်အနေနဲ့ဆိုရင်ဒီရေတောက်နေတဲ့သူတွေကြောက်ကက်ရဲ့ပြဿနာရှိရလူကြောက်ကက်ယောဂါရှိရလူတွေဆိုရင်တော့ creatine ကိုဆရာဝန်ညွှန်ကြားချက်ကိုတိုင်ပင်ပြီးတော့မှပဲသုံးစွဲဖို့အတွက်အကြံပြုပေးပါတယ်။ဒါဆိုရင် creatine နဲ့ပတ်သက်ပြီးတော့နားလည်သဘောပေါက်သွားမယ်လို့ထင်တယ်။ကျွန်တော် VH supplement မှာဆိုရင်တော့ mono နဲ့ micro ဆိုပြီးတော့ creatine 2မျိုးရမယ်။ mono ထဲမှာဆိုရင်တော့ VH အထုတ်အနေနဲ့ဆိုရင်တော့ကျွန်တော် VH creatine 300g နဲ့ 500g ဆိုပြီးတော့ရမယ်။ဘူးအနေနဲ့ဆိုရင်တော့ 330g နဲ့ 550g ဆိုပြီးတော့ရှိမှာပေါ့နော်။ဒီ band creatine ဆိုရင်တော့ကျွန်တော်တို့ micronized creatine မျိုးစားဖြစ်တယ်။ micronized ကတော့ဆိုလိုတာကတော့ပို့ပြီးတော့ပျော်ဝင်လွယ်တာပေါ့နော်ဒီသဘော။ဒါဆိုရင်ကျွန်တော်အရသာအနေနဲ့ဆိုရင်တော့ green apple ရမယ် watermelon ရမယ် blueberry ရမယ် cola ရမယ် and flavor ရမယ်နော်။ဆက်သွယ်မှာယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်သက်ဆိုင်ရာ page ချက်ပေါက်သို့မဟုတ်09448453အောင်ဆက်သွယ်ပြီးတော့ဝယ်ယူနိုင်ပါတယ်။ဒါဆိုရင် creatine နဲ့ပတ်သက်ပြီးတော့သုံးစွဲဖို့တဲ့တွေ့ကြုံတွေကိုလည်း comment မှာဝင်ရောက်ရေးသွားပေးလို့ရပါတယ်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်